Siapa lupa ibu mama anu kena ni apa? Ku cuma tu gua jangan sabu le lakukan dia cari kunci sini deh. DJ 上面的动作。ကျွန်တော်နာမည်ကတိန်းကျော်ဦးပါတော့တိန်းပြီးမှအင်မတန်နဲ့ကျော်တဲ့ဦးပါကျွန်တော်ဒီနေ့ဒီကလေ့လာမဲ့ကျန်းစာအုပ်ကသူကဖိလိမိုဩဝါဒစာတဲ့နော်ဖိလိမိုဩဝါဒစာဒီဖိလိမိုဩဝါဒစာကရှင်ဘောလူတမန်တော်ရှင်ဘောလူရေးထားပါတော့တမန်တော်ရှင်ဘောလူအကုန်သိကြနော်တမန်တော်ရှင်ဘောလူသူကရေးထားတယ်ပေရှင်မှာရေးထားလဲဆိုတော့သူကထောင်ကျတဲ့အချိန်မှာရေးထားတာနော်လောမမြို့မှာထောင်ကျတဲ့အချိန်မှာဒီစာဆောင်ကိုရေးထားတာဒီစာဆောင်ဘုသူ့ပေးလဲဆိုတော့ဖိလိမိုဆိုတဲ့လူကိုပေးတာအဲကြောင့်ဒီစာဆောင်ရဲ့နာမည်ဆိုတော့ဖိလိမိုဩဝါဒစာလို့နာမည်ရထားတယ်နော်သူကဆိုတော့တမန်တော်ကျမ်းမှာကအင်မတန်မှတူတဲ့ဒီစာဆောင်ရဲ့တစ်ခုပေါ့နော်အင်မတန်မှတူတယ်သူကအခန်းကြီးတစ်ခန်းမရှိရအင်မတန်မှတူတာနော်အင်မတန်မှတူတာဒါပေမဲ့ဒီစာဆောင်ကတော့အင်မတန်မှတူတဲ့စာဆောင်ပါဆိုတော့အချက်လက်အတိကအချက်လက်ပါကိုပြောချင်လဲဆိုတော့ခွင့်လို့ချင်းနဲ့ချစ်ချင်းကိုပြောတာခွင့်လို့ချင်းနဲ့ချစ်ချင်းကိုပြောတာနော်အဲကြောင့်ပါခွင့်လို့ရတယ်ပါကိုချစ်ရမှာလဲဆိုတော့ကျွန်တော်အတိကပထမတစ်ချက်ကျွန်တော်နောက်ခံပက်ကောင်းလာရင်ကြည့်အောင်နော်တမန်တော်ရှင်ဘုရားအကုန်လုံးသိကြတယ်ဆိုတော့ကျွန်တော်ကမပြောတော့ဘူးနော်တမန်တော်သိကြတယ်ဆိုတော့ကျွန်တော်ဒုတိယကနေစပြောမယ်ဒုတိယဒီစာဆောင်လက်ခံတဲ့သူဖိလိမိုစာဆောင်လက်ခံတဲ့လူပေါ့နော်ဖိလိမိုကသူကဒီအမန်တန်မှဂုံတက်ခါရှိတဲ့လူတယောက်ဖြစ်တယ်ဖိလိမိုကပေါ့နော်အမန်တန်မှဂုံတက်ခါရှိတော့ဒီယုံကြည်သူတယောက်ဖြစ်တယ်သူကဒီဘောကိုလိုရှင်မြို့ထဲမှာငါအမန်တန်မှချမ်းသာကြွယ်ဝတဲ့လူတယောက်လည်းဖြစ်တယ်နော်ပစ္စအမန်တန်မှရှိရပါတော့ပစ္စအမန်တန်မှရှိတဲ့ဂုံတက်ခါနဲ့အမန်တန်မှရှိရဲ့ဒီယုံကြည်သူတယောက်ဖြစ်တယ်နော်ယုံကြည်သူတယောက်ဖြစ်တယ်သူကပေါ်လူရှင်ဘောလူနဲ့ဘယ်လိုခင်လဲဆိုတော့သူကရှင်ဘောလူကဒီကိုလိုရှင်မြို့မှာမလားအဲ့ဒီတော့ဟောတဲ့ချိန်မှာသူကရှင်ဘောလူနဲ့ခင်လာတာရှင်ဘောလူနဲ့ခင်ပြီးနောက်ပိုင်းမှာဆိုရှင်ဘောလူကသူ့အဲ့ဒီပြောပြတယ်ယေရှုခရစ်တော်အကြောင်းပြောပြတယ်တပါးကျွန်တော်ဖျားတဲ့ခင်ရဲ့အကြောင်းကိုပြောပြတယ်ပြောပြပြီးနောက်ပိုင်းမှာဆိုသူကနားလည်ပြီးမှဆိုတော့ဒီယေရှုကိုလက်ခံလာတာအဲကြောင့်ယုံကြည်သူတယောက်ဖြစ်လာတာသူယုံကြည်သူတယောက်ဖြစ်လာပြီးနောက်ပိုင်းမှာဆိုတော့သူကဒီတာကိုလိုရှင်မြို့မှာရှိတဲ့ယုံကြည်သူအားလုံးကိုခေါ်ပြီးမှသူတို့အိမ်မှာဖျားတဲ့ခင်မှာသူတို့ချီးမွမ်းတယ်ဖျားတဲ့ကသူတို့ချီးမွမ်းရုံမကပဲဖျားတဲ့ခင်နဲ့နှုတ်ပတ်တော်ကအတူတူဆွေးနွေးတယ်ပေါ့နော်သူတို့အိမ်မှာသူတို့ကလှုပ်ကြတယ်ဒါဒီဖိလိမိုပေါ့နော်ကျွန်တော်နောက်တရားကိုကြည့်ရအောင်နောက်တရားပြည့်နိုင်တာပါလဲဆိုတော့အော်နေဒီလို့ခေါ်တယ်နော်ပြည့်နိုင်တာအော်နေဒီအော်နေဒီကဂျွန်တရားဖြစ်တယ်ဂျွန်ဆိုတော့အကုန်သိကြရနော်ဂျွန်ပေါ့အိမ်မှာဂျွန်ဆိုတော့ဘာလို့ခိုင်းဘာလို့လဲပယ်သွားခိုင်းတယ်ပေါ့နော်တေခိုင်းသူကချက်ချင်းတော့သွားတည်တယ်လားအဲကြောင့်ဂျွန်လို့ခေါ်တာနော်ဂျွန်သူကဒီအော်နေရှိမှုကတော့အော်နေရှိမှုကသူကဘသူရဲ့ဂျုံလဲဆိုတော့ဖိလိမိုရဲ့ဂျုံဖြစ်တယ်ဖိလိမိုကဒီကျွယ်ဝလူတယောက်ဖြစ်တယ်ဆိုတော့ဂျုံရှိရလေနော်ဂျုံရှိရအဲကြောင့်သူကဖိလိမိုရဲ့ဂျုံဖြစ်တယ်ဒီနေ့ကတော့လေဒီအော်နေတင်ကတော့ဒီဖိလိမိုရဲ့ဥစ္စာကိုခိုးယူပြီးမှဆိုတော့ဖြတ်ပြီးတာဒီလောမမြို့ကိုဖြတ်ပြီးတာဒီလောမမြို့ကိုဖြတ်ပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဒီထောင်ချနေတဲ့တော်လုံးနဲ့တော့ခင်တာနော်ဒီဖိလိဒီအော်နေတင်ကသူကပေါ်လူနဲ့တော့ခင်ပြီးတော့မှဆိုတော့သူကပေါ်လူရှင်ဘောလူပြုစုတယ်ရှင်ဘောလူကထောင်ပါလေနော်ထောင်ပါဆိုတော့သူကရှင်ဘောလူပြုစုတယ်ရှင်ဘောလူခံရများဆိုတော့သူကအကုန်လုံးလုပ်ပြီးတာအကုန်လုပ်ပြီးတော့ဘယ်မှာဆိုရှင်ဘောလူပဲသူပဲအိမ်ကြီးကဒီအော်နေတယ်ကိုဟောပေးတယ်ပြီးနောက်ဘယ်မှာဆိုတော့ဒီအော်နေတယ်ကဒီဖိလိမိုကိုပဲခရစ်တော်တကယ်ပြီးမှခင်သွားတာခင်ပြီးနောက်ပိုင်းတော့သူကခရစ်တော်ကိုလက်ခံပြီးမှဆိုရင်ယုံကြည်သူတွေဖြစ်သွားတာယုံကြည်သူတွေဖြစ်သွားရင်ဆိုတော့ရှင်ဘောလူကသူ့ရဲ့အကြောင်းအရာကိုနားထောင်တယ်သူကခြုံတရားပေါ့နော်ဘာဖြစ်လို့ဒီလောမမျိုးကိုလာရောက်တယ်လဲဆိုတော့သူကနားခံတယ်နောက်မှပြီးရဲ့နောက်ပိုင်းမှာဆိုတော့သူကစာဆောင်တစ်ဆောင်ရေးတာနော်စာဆောင်တစ်ဆောင်ရေးတာရေးပြီးရဲ့နောက်ပိုင်းမှာဆိုတော့ဒီစာဆောင်ကိုအော်နဲ့တိမ်ကိုပါရခိုင်းတာဘုသူတော့ပေးတယ်ဆိုတော့ဖိလိမိုတော့ပေးခိုင်းတာနော်အဲ့ကတော့ကျွန်တော်ဖြစ်တော့ကျွန်တော်လည်းမပေးရဘူးပေါ့နော်သူများဥစ္စာကိုခိုးပြီးမှထွက်ပြေးတယ်ပေါ့မှလည်းပြင်မှပြင်ခိုင်းပါတော့အဲ့ဒါဆိုတော့ဒါပေမဲ့သူကရှင်ဘောလူရဲ့စကားကိုနားထောင်တယ်ရှင်ဘောလူခံနေတာသူကတောင်းလို့လား
သူကအပြစ်လူဖြစ်တယ်ပေါ့နော်အပြစ်လူဖြစ်ပေမဲ့လည်းသူကဒီစာဆောင်ယူပြီးမှဖိလိမိုကပေးတာကျွန်တော်ဒီစာဆောင်မှာအတိကပါရေးထားတယ်ဆိုကျွန်တော်မပြောခင်ပါပေါ့နော်ကျွန်တော်ဒီလောမရဲ့ဥပဒေအရပေါ့လောမရဲ့စနည်းကိုကျွန်တော်အရင်နားလည်ချင်းမှာပေါ့နော်လောမရဲ့စနည်းဆိုသူကကျုံပြုတ်ချင်းစနည်းဥပဒေရှိတယ်နော်လောမမျိုးပါပေါ့နော်ကျုံပြုတ်ချင်းစနည်းဥပဒေပေါ့ကျုံတိုင်းတော့ကျုံတိုင်းကတင်းတခင်ရဲ့ဟွာပေါ့ဥစ္စာဖြစ်တယ်သူတို့ကကျုံကိုလူကိုမတက်မဲ့ဘူးနော်တခင်ရဲ့ဥစ္စာကိုပဲတက်မဲ့တာအဲကြောင့်တခင်ကသူ့ကိုပါပဲလို့ပါပဲခိုင်းတေသူ့တော့တေခိုင်းတာပဲဖြစ်ဖြစ်သူကအကုန်လုံးကိုလုပ်ရမှာသူတို့ရဲ့ကျုံပြုတ်စနည်းပေါ့နော်ကျုံပြုတ်စနည်းအဲကြောင့်တကယ်လို့ကျုံတရားကတခင်ရဲ့ဥစ္စာကိုခိုးတယ်မဟုတ်ရင်တော့တခင်ရဲ့စကားတွေထွက်ပြီးတယ်ဆိုတော့သူတို့ကတေချင်းကိုခံရမှာပေါ့နော်တေချင်းတရားကိုခံရမှာအဲကြောင့်ဒါဒီလောမရဲ့ကျုံပြုတ်စနည်းပေါ့ကျုံပြုတ်စနည်းအာနာဒီကျွန်တော်ဒီ၃ယောက်ကိုဒါလည်းမင်းတော့မှဆိုရင်တော့ကျွန်တော်အတိကအချက်လက်ကိုချရအောင်ပေါ့နော်အတိကအချက်လက်ကိုပါတယ်ဆိုတော့အဲစာဆောင်မှာရေးထားတဲ့ဟာပေါ့နော်စာဆောင်မှာပါရေးထားတယ်ဆိုတော့ပထမဆုံးပေါ့ရှင်ဘောလူကဒီဖိလိမုရဲ့ချစ်ချင်းကိုသူကအင်မတန်မှဖိလိမုရဲ့ချစ်ချင်းကိုကျေးဇူးတင်တယ်။ဘာဖြစ်လဲဆိုတော့ရှင်ဘောလူလည်းဟိုပေါ့ဖိလိမုရဲ့ကျေးဇူးတော်ကိုခံစားပြီးလူလေးနော်သူကကလောရှိမှာဒီဥပဒေပြုတဲ့ချိန်မှာပေါ့ဖိလိမုရဲ့ကျေးဇူးချင်းကိုခံစားပြီးတဲ့သူပေါ့အဲကြောင့်သူကအရင်ပထမဆုံးရင်ကျေးဇူးအရင်တင်တယ်ကျေးဇူးတင်ပြီးရဲ့နောက်ပိုင်းမှာဆိုတော့သူကနောက်မှာပါရေးထားတယ်ဆိုတော့ဒီ online တင်အတွက်ဖိလိမုကိုစာရေးထားပေးတယ်ပေါ့နော်စာရေးထားပေးတယ်သူကဘယ်လိုပြောလဲဆိုတော့ပေါ့ဖိလိမုနဲ့ဒီ online တင်ကပေါ့နော်မိစီကနေထွက်ပြီးရပေါ့နော်ဂျွန်အပြည့်ကိုထပ်ပြီးတယ်ဒါမဲ့လည်းသူကအရင်တော့ဆိုတော့အတုံးမချတဲ့လူတယောက်ဖြစ်တယ်ဘာဖြစ်လို့အတုံးမချတဲ့လူလဲဆိုတော့ဂျွန်ဖြစ်ပြီးမှဆိုတော့တကယ်ဥစ္စာကိုခိုးလိုက်တကယ်ဥစ္စာခိုးပြီးတော့ဘာလို့တကယ်စကားနားမထောင်ဘူးတကယ်စီကနေထွက်ပြီးရပေါ့နော်အဲကြောင့်သူကအတုံးမချတဲ့လူတယောက်ဖြစ်တယ်တဲ့ဒါပေမဲ့လည်းအခုဆိုရင်လည်းမိကသူ့လက်ခံပါတဲ့ပါအဖြစ်နဲ့လက်ခံမလဲဆိုတော့ယေရှုခရစ်တော်ကြောင့်နဲ့သူ့ကိုလက်ခံပါတဲ့ဂျွန်အဖြစ်နဲ့မလက်ခံနဲ့လေယေရှုခရစ်တော်၌တန်တူညီသူကညီကိုအဖြစ်ကိုလက်ခံပါတဲ့အဲကြောင့်သူ့လက်ခံခံတဲ့ဟာကဂျွန်အဖြစ်ကိုလက်ခံနေတော့ညီကိုအဖြစ်ကိုလက်ခံခံတာဘာဖြစ်လို့လဲဆိုတော့သူကပြန်ပါပြီးထားတယ်ဆိုသူကအရင်တော့အတုံးမချတဲ့လူပဲဒါပေမဲ့အခုကအတုံးချပြီးတဲ့ဘာဖြစ်လို့အတုံးချလဲဆိုတော့သူကယေရှုခရစ်တော်ယုံကြည်မကပဲတဲ့သူကလည်းငါ့ကိုလည်းတကယ်ချစ်ချင်းမြတ်တာနဲ့ငါ့ကိုပြုစုတယ်လေငါထောင်ချနေတယ်ဆိုရင်တော့တကယ်ချစ်ချင်းမြတ်တာနဲ့ပြုစုတယ်လေနော်အဲဒီတော့အတုံးချတဲ့လူအခုကခရစ်တော်ကိုတွေ့လို့တကယ်အတုံးချတဲ့လူအတုံးဝင်တဲ့လူတယောက်ဖြစ်ပြီးတဲ့အဲကြောင့်မင်းဆိုရင်တော့သူ့ကိုခရစ်တော်အဖြစ်နဲ့ခရစ်တော်၌သူ့ကိုညီပွားဖြစ်ကိုလက်ခံပါလို့သူ့ရေးထားပေးရနော်ပြီးရင်ဆိုတော့ရှင်ဘုရားကဘာကိုထပ်ပြောလဲဆိုတော့ပြီးရင်လည်း online တင်ကလည်းမြို့ကိုခိုးပြီးတဲ့အရာပေါ့နော်ခိုးရတဲ့အရာလေးမြို့ကိုလှုပ်ရတဲ့အရာလေးမြို့ကိုပေါ့လိုတဲ့အရာလေးပေါ့နော်အကုန်လုံးကိုလေငါဒီအကျွေးကိုငါဆက်ပေးမယ်ပေါ့နော်သူကအပြစ်မတင်နဲ့တော့လေအကြတော့ဖိလိမုက online တင်အပြစ်တင်သူကတင်ရှင်းခံရမှာလေနော်အဲကြောင့်သူ့အပြစ်မတင်နဲ့တော့အပြစ်မတင်နဲ့တော့လေနော်ရှင်ဘောတို့ကဒီဖိလိမုတောင်းမှန်တာပေါ့နော်အပြစ်မတင်နဲ့တော့လေဘာဖြစ်လို့လဲဆိုတော့သူကယေရှုခရစ်တော်ယုံကြည်ရတယ်နော်ယေရှုခရစ်တော်ယုံကြည်ရင်ကျွန်တော်ကညီကောင်မောင်နှမဖြစ်တယ်လေနော်အဲကြောင့်ညီကောင်အဖြစ်ကိုလက်ခံရမှာလေသူ့အပြစ်များကိုဆိုတော့ယေရှုခရစ်တော်အဖြစ်ကိုခရစ်တော်ပါလို့ပြောတော့ပြောထားတာပေါ့အဲဒီစာစာအတိကဆိုတော့ဒီနေ့ချက်ကိုပြောတာဘာဖြစ်လဲဆို online တင်အတွက်ပြောတယ်ပြီးဆိုတော့ဒီဖိလိမုက online တင်ကိုချစ်ချင်းအဖြစ်ခရစ်တော်ကလက်ခံပါလို့ပြောထားတယ်ဒါပေမဲ့ဒီချစ်ချင်းနဲ့ဒီခွင့်လွှတ်ခြင်းကိုကျွန်တော်အတွက်ပါတင်ခန်းစာပေးလဲဆိုတော့ကျွန်တော်အတူပါကြည့်ရအောင်ပေါ့နော်။ဘာဖြစ်ကပါတင်ခန်းစာပေးလဲဆိုတော့ပထမဆိုရင်တော့ယေရှုခရစ်တော်၌ကျွန်တော်ကတန်းတူညီတူဖြစ်တယ်ပေါ့နော်။ကျွန်တော်ယေရှုခရစ်တော်ကျွန်တော်တန်းတူညီတူဖြစ်တယ်။ကျွန်တော်ကပတ်သက်အင်မတန်မှရှိရပေါ့နော်။ကျွန်တော်ကချမ်းသာကြွားလို့ကျွန်တော်ကအပေါ်မှာမနေရမှာပေါ့နော်။အမျိုးမဟုတ်ဘူးလေ။ကျွန်တော်အခုခရစ်တော်ထဲမှာရှိနေတော့အကုန်လုံးကတန်းတူညီတူတော့ဂါဒ်ရဲ့သားဒီပေါ့နော်ညီကောင်မောင်နှမတွေဖြစ်တယ်တဲ့အဲဒါကြောင့်ကျွန်တော်ကခရစ်တော်၌တန်းတူညီတူတော့ဟောပေါ့ယုံကြည်သူများကိုဖြစ်တယ်လို့ကျွန်တော်ကပထမဆုံးသင်ခန်းစာတစ်ခုရတယ်ပေါ့နော်နောက်တစ်ခုသင်ခန်းစာကဘာလဲဆိုတော့ခွင့်လွှတ်ခြင်းနဲ့ချစ်ခြင်းဟောပေါ့ရှင်ဘောလူကဒီပြိမုကိုခွန်အားပေးရပေါ့နော်ဒီခွင့်လွှတ်ခြင်းကိုကျင့်သုံးပါလေပေါ့နော်ခွင့်လွှတ်ခြင်းသင်ခန်းစာကိုကျင့်သုံးပါလေဒီ
အော်နေတဲ့စီမှာပေါ့နော်အော်နေတဲ့စီမှာပြုလုပ်ချင်းသင်ခန်းစာတိကျင့်သုံးပါလေပေါ့နော်သူကအပြစ်လောက်ခဲ့တဲ့လူမြို့ကိုပြစ်မှားလူတယောက်တိုင်မဲ့ခွန်းလို့သူ့ကိုခွန်းလို့ပါပေါ့နော်သူ့ခွန်းလို့ပါဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်ကခွင့်တော်မှာရှိတဲ့လူပေါ့နော်အရင်တော့ဒီရှင်ဘောတို့ကဖိလိပ္ပုကိုဟောပါအင်္ဂလိပ်ဟောပါနော်အင်္ဂလိပ်ဟောတဲ့ချိန်မှာဒီသင်ခန်းစာလေးချစ်ချင်းလို့မြတ်တာကအကုန်လုံးသူ့ကိုဟောပေးထားတယ်နော်အဲကြောင့်သင်ခန်းစာတွေအကုန်လုံးကျင့်သုံးပါလို့သူ့ကိုအားပေးတယ်ပေါ့နော်သူ့ကိုအားပေးတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့အင်္ဂလိပ်တရားကအသက်တာကိုပြောင်းလဲစေတယ်ပေါ့နော်ဒီသင်ခန်းစာကိုပေးရပေါ့ကျွန်တော်ဒီ on တဲ့ငယ်ဟာပေါ့ on တဲ့ကိုကြည့်ရအောင်သူကအရင်ကအတုံးမချတဲ့လူပေါ့နော်အင်္ဂလိပ်အဖြစ်အတုံးချတဲ့လူဖြစ်လာတယ်ပြီးရင်ဖိလိမုန်လည်းတူတူပဲသူကအရင်ကဆိုတော့ခရစ်တော်နိုင်ဆိုတော့သူကအတုံးမချတဲ့လူပြောင်းဖြစ်တယ်နော်သူကပတ်စံပဲရှိပေါ့ဒါပေမဲ့ခရစ်တော်အတွက်ဆိုတော့ဘာအကျိုးမရှိဘူးလေဒါပေမဲ့သူကခရစ်တော်ကိုယုံကြည်ပြီးနောက်ပိုင်းမှာဆိုတော့သူလည်းအကျိုးရှိတဲ့လူပြောင်းဖြစ်သွားတာဘာအကျိုးရှိလဲဆိုတော့သူ့ရဲ့အိမ်ကိုသူကဟောတော့သူ့ရဲ့အိမ်ကိုသူကဖျားเจ้าကိုအားဖြစ်ကိုသူကလောက်ထားတာပေါ့နော်ယုံကြည်သူများဆောင်ခေါ်မှအတူတူဖျားတဲ့သူကိုရှိမှလည်းအတူတူဖျားတဲ့သူကိုဝိပြုတယ်ပေါ့နော်ယုံကြည်သူများကိုသူကစီးဝေးစေရပေါ့စီးယုံစေရပေါ့နော်အတူတူကအားဖြစ်ဖျားတဲ့သူရှိမှလည်းအဲကြောင့်သူလည်းအရင်ကအတုံးချတဲ့လူအခုကအတုံးချတဲ့လူဖြစ်သွားတာပေါ့နော်အဲကြောင့်အင်္ဂလိပ်ကလူရဲ့အသက်တာကိုပြောင်းလဲစေရပေါ့နော်အရင်ကဟိုနေတဲ့ကအပြစ်လူဒါပေမဲ့အခုကအတုံးချတဲ့လူတော့ဖိလိမုန်ကပတ်စံပဲအလားအတက်ရှိရမလားပတ်စံရှိရတော့ကောင်းမှာနော်ပတ်စံပဲရှိရဒါပေမဲ့ခရစ်တော်အတွက်အကျိုးရှိဒါပေမဲ့ခုကခရစ်တော်အတွက်အကျိုးရှိပြီပေါ့နော်အဲကြောင့်ပေါ့ဒီအင်္ဂလိပ်ကကျွန်တော်ကဒီအင်္ဂလိပ်ကပါလဲဆိုတော့ဖျားတဲ့ကိစ္စဟိုစကားပေါ့နော်ဖျားတဲ့ကိစ္စစကားကတကူရှိရအာနာရှိရအဲဖျားတဲ့ကိစ္စတကူရဲ့အာနာရှိရဲ့စကားကိုကျွန်တော်ကလက်ခံပြီးယုံကြည်တဲ့ချိန်မှာဆိုတော့ကျွန်တော်အသက်တာကိုပြောင်းလဲစေပေါ့နော်အဲ့တော့ကျွန်တော်ကဒီများကိုမခွင့်လို့တဲ့ဘူးဒီများကိုမချစ်တဲ့ဘူးဒါပေမဲ့ယေရှုခရစ်တော်ရဲ့စကားအဖြစ်ပေါ့နော်အဲ့ဒီအဖြစ်ကျွန်တော်ကဒီများကိုခွင့်လို့လာတဲ့တယ်ပြီးရင်ဒီများကိုလည်းချစ်လာတဲ့တယ်အချင်းချင်းနဲ့ချစ်လာတဲ့တယ်ပေါ့နော်ဒီများကိုဒီများတော့ခါရတဲ့ချိန်မှာကျွန်တော်လည်းတော့ကူညီတဲ့တယ်ပေါ့နော်အဲ့ကြောင့်ဖျားတကယ်စကားဆိုရင်တော့အလားဟာတဲ့မဟုတ်လေနော်အဲ့တော့တကူပါတယ်အဲ့ကြောင့်ဒီဖိလိမုန်အော်လာစာအင်တန်မှာတူတဲ့ချမ်းစာဟိုပါချမ်းစာဖြစ်ရပါတော့ဒါပေမဲ့သူကဒီလူရဲ့ဟောအဖြစ်ဖြစ်ချင်းပေါ့နော်လူရဲ့ဖြစ်ချင်းအဖြစ်သူကကျွန်တော်ယေရှုခရစ်တော်ရဲ့ချစ်ချင်းနဲ့ပေးခွင့်လို့ချင်းကိုသူကပါထွက်ပေးရပါတော့ကျွန်တော်ကကိုယ်မို့သူကတာလီကိုကျင့်သုံးနိုင်ပြရတဲ့သူဒီစာဆောင်ကကျွန်တော်ကိုတူနေပေးရဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီလောကကိုချစ်ကြည့်ပါဦးဒီလောကရှုပ်ထွေးပြီးမှပေါ့နော်အပြည့်တွေပြည့်ပွားနေရင်တော့ဒီနေ့ကိုချိလိုက်ရင်ကောင်းတဲ့ဒီနေ့ကိုကျွန်တော်ကမတွေ့ဘူးဒီနေ့မှာတမန်လုပ်ပြီးဘုရားမှာလူတေးပြီးဒီဘက်မှာစစ်ဖြစ်ပြီးအားတွေလည်းကြားတာအဲကြောင့်ဒီရှုပ်ထွေးသောလောကမှာတဲ့ချစ်ချင်းနဲ့ခွင့်လွှတ်ခြင်းတာမရှိရင်လည်းကိုယ်မူမှရှုပ်ထွေးမှာလေနော်အဲကြောင့်ကျွန်တော်ကဒီကပောက်ပြောင်းလဲစေနိုင်တာပြောင်းလဲစေနိုင်ဘူးနော်မြန်မာနိုင်ငံတော်ကျွန်တော်ကအားတော့မထုတ်ပြနိုင်ဘူးလေနော်အဲအကြောင်းကဘာချစ်ကိုကျွန်တော်ကမပြောင်းနိုင်ဘူးဒါပေမဲ့ကိုတော့ပြောင်းလဲစေနိုင်တယ်ကိုပြောင်းလဲရင်ကျွန်တော်ရဲ့ဘေးမှာရှိတဲ့လူကိုကူညီစေနိုင်တယ်အချင်းမလုပ်နိုင်ပေမဲ့ကျွန်တော်အသေးကနေစလုပ်နိုင်ရတယ်လေနော်ကျွန်တော်အသေးကနေစလုပ်နိုင်ရင်ပထမဆုံးဆိုရင်ကျွန်တော်ကိုစီကနေအရင်စလုပ်ရမှာအဲကြောင့်ကျွန်တော်ဒီချစ်ချင်းနဲ့ခွင့်လွှတ်ခြင်းကိုအင်မတန်မှကျွန်တော်ရဲ့နေ့စဉ်နေ့တိုင်းပုံဆောင်ပြီးမှရှောက်နိုင်ရင်ဒီတစ်ပါးကကျွန်တော်ကိုလည်းကူညီပါဘောနော်ဒီတစ်ပါးလည်းကျွန်တော်ရဲ့ချစ်ချင်းကိုတွေ့တယ်ကျွန်တော်ရဲ့ဒီခွင့်လွှတ်ခြင်းကိုတွေ့ရင်လည်းဒီတစ်ပါးကျွန်တော်လည်းခွင့်လွှတ်တက်လာမယ်နော်ချစ်လာမှာအဲအကြောင်းကျွန်တော်တို့လောက်လိုက်ရင်လည်းဒီတစ်ပါးစီကနေကျွန်တော်လည်းပြန်ခံစားရမှာဘောနော်အဲအကြောင်းဒီအင်မတန်မှအရေးကြီးတဲ့သင်ခန်းစာကချစ်ချင်းနဲ့ခွင့်လွှတ်ခြင်းဘောနော်အကုန်လုံးကိုနေ့စဉ်နေ့တိုင်းမှာကျင့်သုံးနိုင်ဖို့လည်းခွန်အားပေးတယ်ကျွန်တော်ရဲ့ဒီသင်ခန်းစာတွေမှာကျွန်တော်ဆရာမအချင်းကြီးဒီနေ့ပြောရတဲ့စာဆောင်ကဖိလိမုန်ဩဝါဒစာနော်ရှေ့ကပြောပြီးဒီဩဝါဒစာလည်းပေါလုရေးတဲ့ဩဝါဒစာတစ်ဆောင်ဖြစ်တယ်ဒီရဲ့ရှေ့ကပြောသွားတဲ့ကောင်းနေရှေ့ကပြောသွားတဲ့တီတူရှေ့ကဒီမဟုတ်တီတူရဲ့အရှေ့ကဗာလဲတီမောသေတစ်ဆောင်တီတူတစ်ဆောင်နော်ဒါကလည်းပေါလုရေးတယ်ဒီစာဆောင်ရေးပြီးတော့ဖိလိမုန်ဩဝါဒစာပြန်ရေးတယ်
ဖိလိမုန်ဩဝါဒစာကလောမမှာကြားတဲ့အချိန်မှာရေးတဲ့စာဖြစ်တဲ့သူကပေါလုကအေဝံဂေလိတရားဟောလို့ယောမလူမျိုးတွေရဲ့ယုံကြည်ချက်နဲ့မကိုက်ဘူးလို့နော်ယောမအရင်တော့ကလူတွေကယဉ်ကျေးမှုတိတ်ရှိဘူးလေနော်ကိုနဲ့အယူဝါဒတွေအတွေးခေါ်တွေမကိုက်ဘူးဆိုလို့ရှိရင်တော့ဒုံနဲ့ဓာတ်နဲ့ဖြည့်ရှင်းတယ်လေခုတော့မလို့လေခုကယဉ်ကျေးမှုတိုးတက်လာပြီစကားပြောပြီးမှဖြည့်ရှင်းလို့ရတယ်လေနော်နင်းနဲ့ငါနဲ့ကမတူဘူးတချို့ပို့ပြီးမှအဆင့်မြင့်တယ်လို့ဆိုမတူချင်နေအတူတူတောင်ထိုင်ပြီးသမင်းစားနိုင်ရနော်အတူကယဉ်ကျေးမှုကမြင့်လာပြီလေနော်အရင်ဖြစ်မှဖြည့်ရှင်းလို့ရတာမဟုတ်ဘူးမလိုဘူးဒါပေမဲ့အရင်ဖြစ်တော့ကမဟုတ်ဘူးယဉ်ကျေးမှုမထုံကားသေးဘူးပြီးလို့ရှိရင်တော့ယဉ်ကျေးမှုကလည်းသူ့ယဉ်ကျေးမှုပဲသူတွေ့တယ်သူများယဉ်ကျေးမှုမတွေ့ဘူးသူကိုကောင်းဆန်တယ်ကယောမလူတွေကငါတို့ကအင်ပါယာပိုင်တဲ့လူငါတို့ရဲ့အင်ပါယာအောက်မှာတခြားနိုင်ငံသားတွေအများကြီးပဲအဲ့ဒီလူအားလုံးကငါတို့ရဲ့ယဉ်ကျေးမှုပဲလိုက်ရမယ်အဲ့ဒီစိတ်နဲ့အဲ့လိုဖြစ်တယ်နော်အဲကြောင့်မလို့ဒီကကျမတို့ခရစ်ယာန်ဆိုတဲ့ဒီအတင်းတော်ဒီပါရာဝင်ကလည်းအဲ့ဒီခေတ်အခါမှာထွန်းကားလာတဲ့ယုံကြည်မှုတစ်ခုဖြစ်တယ်နော်အဲ့ဒီယုံကြည်မှုကကျမတို့အဲ့ဒီပြည့်ညတ်တော်စေပါမှာတင်ဘူးလေနာမဘာအခြားတော့ဘုရားမရှိစဖြစ်လိုက်လာရတယ်ပါယောမလူမျိုးတွေရဲ့နတ်ဖျားတွေလည်းမကိုးကွယ်ဘူးယောမဘယင်ခိုင်စာစီရီယက်ကိုလည်းမရှိခိုးဘူးသူတို့ရဲ့ဘယင်ကကိုင်စာဘယင်လို့ခေါ်တယ်အဲ့ဒီကိုင်စာဘယင်ကိုသူကယောမမျိုးအနက်မှာရုပ်တွေလောက်ထားပြီးမှရှိခိုးရတယ်ဘာဖြစ်လဲဆိုတော့ယောမတွေသူတို့ကဒီကဂရိမျိုးတွေကိုတိုက်ခိုက်တိမ်ပိုက်တဲ့အခါမှာယောမပြင်ကအရင်တော်တယ်။ကန်ဆောင်ပြင်ကအရင်တော်တယ်။ဒီကတိမ်ပိုက်လိုက်တယ်ဒီဘူယောပါတယ်မြေခဲပင်နဲ့တဝိုက်တိမ်ပိုက်ပြီးတော့ယောမရဲ့ရှင်ကျေးမှုထုံးတာကိုလုပ်နိုင်တယ်။အရင်တုန်းကလူတွေကယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားပြီးနောက်ပထမရာစုဒုတိယရာစုအချိန်တုန်းကလူကစီးပွားရေးလုပ်ရင်ယောမထိသွားရတယ်။သူကအရင်တိုးတဲ့ထုံးကားတဲ့ဥယောမနိုင်ငံဖြစ်သွားတယ်လေ။နော်အဲ့ဒါသူ့ရဲ့ယဉ်ကျေးမှုလိုက်ရမယ်သူ့ရဲ့ယုံကြည်ခြင်းအယူတွေလိုက်လာရမယ်ဒါပေမဲ့ကျမတို့ခရိယန်ဘာသာဝင်တွေရဲ့အယူနဲ့ခံယူချက်နဲ့ယုံကြည်ချက်ကသူ့နဲ့ဆန့်ကျင်ဖက်ဆိုတော့ကျမပြောပြီးအလိုလိုလေးနဲ့ကြံတူဖြစ်နေတယ်အဲ့ဒါပေါလုကသွားခေါ်တဲ့အချိန်မှာဘာသာရေးဆိုထုံကားအောင်လုပ်ရတယ်လေဘာသာရေးထုံကားမှုထုံကားအောင်လုပ်ရတယ်အဲ့ဒါပေါလုကသွားခေါ်တယ်ကျမတို့ခရိယန်ဘာသာခရိယန်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းဟောတယ်ယုံကြည်တဲ့လူအများကြီးပေါ်ပေါက်လာတယ်အတင်းတော်လည်းအများကြီးတည်ထောင်လာတယ်ဒါပေမဲ့ဒီတို့ဟာဆိုလို့ရှိရင်တော့ယောမရဲ့အင်ပါယာအောက်မှာရှိတယ်နော်ဒီယောမဘုရင်ကအမိန့်ချတယ်ယုံကြည်တဲ့သူမှန်တယ်မြတ်ကိုဒုက္ခပေးတယ်နော်ယုံကြည်သူကိုဒုက္ခပေးမယ်စားအဲ့ဒီဟောပြောတဲ့လူတို့အရင်ဆုံးဒုက္ခပေးဖို့ထိရောက်တယ်ဟုတ်လားအဲ့နဲ့ကောလူကိုဖမ်းပြီးတော့ထောင်ချတာလေဘာဖြစ်လို့ယောမမှာသွားချတယ်သူကယေရုရှလင်မြို့မှာနေတယ်ယေရုရှလင်မှာနေတယ်ပါလက်စတိုင်းမှာဖမ်းခံရပြီးယောမမှာထောင်ချတယ်ဘာဖြစ်လဲသူကပေါလုကယောမမြို့သားဖြစ်တယ်သူကယူဒလူမျိုးဟုတ်တယ်ဒါပေမဲ့ပညာတတ်ယောမလူမျိုးတွေရဲ့နိုင်ငံသားဖြစ်တယ်သူကယောမမဟုတ်တဲ့ဆိုင်အားလုံးထောင်ချတာကအဲ့ဒီနေမှာချဘူးသူကိုပြုတ်တော့ပေါ်သွားတယ်ယောမမှာထောင်ကချတယ်နော်အဲ့ဒီအချိန်မှာတဲ့သူကလူတရားနဲ့တိုးတယ်ခိုးမှုနဲ့ထောင်ထဲဝင်လာတယ်အဲ့ဒီလူကခုနကပြောနေတဲ့အော်နေတိတ်နေနော်အော်နေတိတ်ဆိုတဲ့လူမျိုးရှိတယ်သူကကျွန်းအရင်ကကျွန်းဆိုရလူပဲနော်လူမဲအဲ့ဒီကျွန်းကတဲ့ဒီဖိလိမုန်ဆိုတဲ့ဒီတထေးအိမ်မှာအလုပ်လုပ်တယ်
ဒီဖိလေမုံကကောတဲမြို့မှာနေတယ်တတိဖြစ်တဲ့ကျွန်းလေးဝေးထားတယ်အရင်တော့ကတအားချမ်းသာစရာမလိုဘူးကျွန်းအမျိုးကကျွန်းအမျိုးတခင်အမျိုးကတခင်အမျိုးပဲဟုတ်တယ်နော်အကျမတို့လက်ရပါလဲဟိုင်ဒူလူမျိုးတွေဆိုတီရွယ်တယ်နော်မွေးလာကြတဲ့သူအစင်းတဲ့သူပဲနော်ကြော်လို့ရဘူးဦးရောကမှလည်းတာမျိုးပဲအရင်တော့တင်ရဆိုတော့ရောမတွေရဲ့ဒီကျေးဇူးထုံးကားတဲ့အချိန်မှာဂရိကျေးဇူးထုံးကားတဲ့အချိန်မှာတခင်ကတခင်အစ်စ်မှာတဲ့ကြောကကြောအဲ့လိုအစ်စ်တန်းနေရှိတယ်ဒီရဲ့ဖိလစ်ပုံကတခင်ကြုံဝေးထားတဲ့လူအော်နေတိုင်ကသူရဲ့ကြုံတရက်တော့ဒီအော်နေတိုင်ဆိုတဲ့လူကဖိလစ်ပုံတခင်ရဲ့ပစ္စည်းဥစ္စာတွေခိုးပြီးတော့ထွက်ပြေးသွားတယ်ကောလာတဲမျိုးနဲ့လောမယောမကကြီးရဲ့ခိုးပြီးထွက်ပြေးသွားတော့အန်ခံရတယ်အန်ခံရတော့ယောမစစ်သားတွေကတော့ဖမ်းတယ်ဖမ်းပြီးတော့စစ်ဆေးတော့အော်သူကတခင်အိမ်ကပစ္စည်းဥစ္စာခိုးလို့ထွက်ပြေးသွားလို့ဖမ်းလိုက်တာဖမ်းပြီးတော့သူကသူ့ကိုထောင်ချတယ်ထောင်ချတော့အဲ့ဒီရဲ့ထောင်ထဲမှာပေါ်လူနဲ့တွေ့သွားတယ်။နေကပကန်းကြတာနေပါပေါ့။တွေ့သွားတော့စကားစပီးတွေပြောပေါ်လူကလည်းသူ့ကိုအင်းဝကြီးဟောအကြောင်းတရားတွေမေးတာပေါ့။နေကဘာဖြစ်လို့ထောင်ကြလဲ။သူကတရားသူတို့ညကစကားစပီးပြောတာအကြောင်းရင်းတွေသိသွားတော့အကြောင်းရင်းသိသွားတော့ပေါ်လူကဖိလေပုံကိုရှေးဥစွာတရားဟောတယ်။ယေရှုခရစ်တော်ကိုယုံကြည်ဖို့အင်းဝကြီးတရားဟောတယ်။ဖိလေပုံကယုံကြည်အဲ့ဒီအောနေတဲ့ဆိုတဲ့အဒီဂျုံကယုံကြည်သွားပြီတေချာချာယုံကြည်သွားပြီအဲ့ဒါနဲ့ပေါလုကပြောတယ်နေကနောက်သားရပြောင်းလဲပြီလားယုံကြည်ပြီလားသူတို့ပြောတာဟုတ်တယ်တဲ့နောက်သားရပြောင်းလဲနောက်သားရပြောင်းလဲပြီးယုံကြည်ပြီတဲ့အဲ့ဒါဆိုလို့ရှိရင်တဲ့နောက်သားရပြောင်းလဲတဲ့ကို့အပြောနဲ့ကိုက်ကြီးအောင်ပြန်သွားလိုက်တဲ့ဥစ္စာတွေပြန်ယူသွားလိုက်တခင်တွေကိုပြန်သွားလိုက်စာတဆောင်ထည့်ပေးမယ်ပေါ်လူကအဲ့ဒီဖိလီမုံဒီဂျိုရဲ့တထေးကိုတီးတဲ့အတွက်ကြောင့်လို့ဒီပြန်သွားတဲ့ဘာဖြစ်ဘူးတဲ့တော့စာတဆောင်ထည့်ပေးမယ်တဲ့ရေးထည့်ပေးလိုက်တဲ့ဒီဖိလီမုံဟောပါလားစာတဲ့နာမည်ဖတ်ရင်တော့တီးလေဖိလီမုံကိုတွန်တယ်နဲ့စာဟုတ်တယ်လားသူ့ရဲ့ဂျိုကိုယူပြီးတော့ပြန်သွားခိုင်းတယ်ဖိလီမုံစီအဲ့ဒီဂျိုကအရေးဆုံးလွတ်သွားတယ်ဘာဖြစ်လဲပေါ်လူကတေးတန်လေးသူလွတ်တော့ဘူးဒါပေမဲ့အဲ့ဒီဂျုံကလွတ်သွားပြီသူရဲ့အချိန်ပြည့်နေသူခိုးမှုနဲ့ဆိုင်ရဲ့အချိန်ပြည့်သွားတော့ဖြစ်လဲသူရင်လွတ်ပြန်သွားတယ်ပြန်သွားတော့ဒီရဲ့အော်နေတိန်ကသူ့ရဲ့တခင်ကိုဒီစာဆောင်ပေးလိုက်တယ်ဒီစာဆောင်ထဲမှာပေါ့နော်ရှင်းစွာပေါ်လူကကျေးဇူးတော်ချီးမွမ်းတဲ့ဆုတောင်းတယ်ပေါ့နော်ဘာဖြစ်ဒီနေ့ကျမတို့လောကမှာဖြစ်တဲ့အရာမှန်တမျှကဖယားပဲသိတယ်ဖယားစီစဉ်လို့ဖြစ်တယ်ဟုတ်တယ်နော်ကျမတို့ခါတလေကျမတို့ပြောသူဟာသူအလိုလိုနေရင်းနဲ့ဖြစ်သွားတယ်အလိုလိုနေရင်းနဲ့ဖြစ်သွားတယ်တကယ်တော့ဒီအရာတွေအားလုံးဖယားသိတယ်တချို့အရာတွေဆိုလို့ရှိရင်မကောင်းတဲ့အရာတွေလည်းဖြစ်တယ်ကောင်းတဲ့အရာတွေလည်းဖြစ်တယ်နော်ပါပဲဖြစ်ချစ်တယ်များဘုရားစီစဉ်ထားတယ်ဒီရဲ့ဖိလိပ္ပုဆိုတဲ့လူကပေါ့နော်အသင်းတော်မှာလည်းအားတဲ့တရားရှိတယ်တဲ့နော်ယုံကြည်ခြင်းနေရာမှာလည်းကောင်းတယ်ဆက်ဆံရေးလည်းကောင်းတယ်တဲ့ပြောတာတော့ဆက်ဆံရေးကောင်းတယ်တဲ့ဆုတောင်းတတ်တယ်ဆုတောင်းပတနာပြုတယ်ဆိုတာဖယားအပေါ်မှာလည်းယူတည်တိုင်းဆိုင်မှုရှိတယ်အဲကြောင့်သူ့အတွက်ပါတော့ဖယားတစ်ခေတ်စီမှာကျေးဇူးတော်ချီးမွမ်းပြီးတော့အော်နေတိတ်အတွက်တောင်းတစကားပြန်ပြောတယ်ပါပြောတယ်ဆိုလို့ရှိရင်တော့ဒီအော်နေတိတ်ကအစကသူကသခင်ကိုနှစ်နာစေတဲ့လူဖြစ်တယ်သခင်ရဲ့ဥစ္စာကိုးတယ်လေသခင်ကိုနှစ်နာခိုင်းတဲ့လူဖြစ်တယ်ဟုတ်နော်ဒါပေမဲ့တဲ့သူနဲ့ထောင်မှာတွေ့သွားတော့အေဝံဂေလိတရားဟောတော့သူကယုံကြည်လက်ခံသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ခါသူကသခင်ကိုနှစ်နာတဲ့သူပဲဖြစ်တယ်မလုံးတော့ဘူးဒီအရာကိုကြည့်ချင်အဖြစ်ကျွန်တော်တို့ကယုံကြည်ပြီးဖြစ်ပြီးဆိုလို့ရှိရင်တော့ပြောင်းလဲတဲ့အသက်တာရှိရမယ်
အတစ်တော့အသက်တာနဲ့အသက်ရှင်ရမယ်အရင်ကလုပ်တဲ့ဟာမလုပ်တော့ဘူးဟုတ်လားအတစ်တော့အသက်တာနဲ့အသက်ရှင်ရမယ်အဲ့နဲ့ပေါလုကလည်းသူ့ကိုတုံတင်ထားပြီးသားသူ့ကိုလက်ခံပါတဲ့ဒီဩနေတဲ့ကိုတွေ့တဲ့အချိန်မှာပေါ့နော်အာတာငါရဲ့ဂျုံပဲဆိုတဲ့စိတ်နဲ့ပေါ့ဘူးတာယုံကြည်သူပဲဆိုတဲ့အဒီရဲ့စိတ်နဲ့လက်ခံခိုင်းတယ်နော်ညီပုံမောင်တစ်ပါးလို့ပေါ့နော်အဲ့လိုစိတ်နဲ့လက်ခံပါတဲ့ပြီးလို့ရှိရင်တော့သူ့ကိုခွင့်လွှတ်ပါခွင့်လွှတ်ရမလို့အိမ်ရှင်ကခွင့်လွှတ်ဘူးဆိုလို့ရှိရင်တော့တိတ်ကျွန်းကတိတ်ပေါ်ခံရမှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီတို့ရဲ့ယောမတွေရဲ့ကြုံတွေမှာပေါ့နော်ကြုံရမထွက်ပြေးရဘူးသူကတခင်ရဲ့ပစ္စည်းဥစ္စာတွေပဲတခင်စေရပဲလုပ်ရမယ်နော်အပူလုပ်လို့မရဘူးအဲကြောင့်တော့သူ့ကိုလည်းခွင့်လွှတ်ပါတဲ့ခွင့်လွှတ်ပါပေါ့နော်ထောင်ထဲမှာတော့သူ့ကိုအေးဝင်ပြီးခေါ်ပြီးပြီဒီအော်နေတဲ့ကပြောင်းလဲရှိပြီသူပြောင်းလဲလို့ပြန်သွားတာလေဟုတ်တယ်မလားတခင်စီပြန်သွားတာလေအဲကြောင့်သူ့ကိုတန်မခန့်နဲ့တဲ့ယေရှုခရစ်တော်ရဲ့ချစ်ချင်းမြတ်တာနဲ့ဘာဖြစ်လဲလက်ခံပါတဲ့ဒီအရာမှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာလက်ခံခြင်းကဘယ်ကနေစလဲချစ်ချင်းမြတ်တာချစ်ချင်းမြတ်တာမရှိရင်လက်ခံအောင်ဘူးလူတရားကိုခုနကကျွန်မသူ့ဒေသနာလောက်တာတစ်ချက်ကြည့်တယ်အဲ့ဒီလူ၈ယောက်ကအယူထောင်မှာသွားပြီးမှစမ်းတယ်တဲ့ဒီရဲ့ဒီဆိုင်ကိုပညာရှင်တွေကမှန်လားမမှန်ဘူးလားပေါ့သူရဲ့ဆုံးဖြတ်တာတွေပေါ့နော်ဒီလူကအယူဟုတ်တယ်မဟုတ်ဘူးဆိုတာဘယ်လိုဆုံးဖြတ်တယ်လဲပေါ့နော်မှန်သလားတကယ်ပဲသူ့ရဲ့အခြေအနေနဲ့ကိုက်ညီဆုံးဖြတ်သလားသူစိတ်ခံစားချက်အုံနောက်ခံစားချက်တကယ်အခြေအနေပေါ့ဘယ်လိုတတ်မှတ်လဲပေါ့နော်ဒီလူကအယူဆိုတာပယ်ဆန်လုံးနဲ့တတ်မှတ်တယ်သူကသိချင်လို့အဲ့ဒီလူ၈ယောက်ကယူဟန်ဆောင်ပြီးမှသွားတာဖြစ်ချင်တော့အဲ့ဒီရဲ့စေးရောကဒီဆရာကဒီလူ၈ယောက်လောက်ကယူဆိုပြီးမှအယူထောင်ထဲမှာထည့်ထားတယ်သူတို့၈ယောက်ကအယူလို့ပြောပြီးတဲ့နေကစားပြီးဒီလူ၈ယောက်ငိုရင်လည်းအယူနဲ့တူတယ်ရီရင်လည်းအယူနဲ့တူတယ်သမင်းစားရင်အယူနဲ့တူတယ်ဒီလောက်တာနဲ့ဒါအယူပဲဆိုတာဖြစ်သွားတယ်အဲကြောင့်လို့သူများကိုတဲ့အယူဆောင်ပြောရဘူးတဲ့အယူလို့ပြောလိုက်တာနဲ့အဲ့လူကတကယ်ယူလာတာဒါဘယ်လိုလဲလို့ဘယ်လိုကြည့်ကျွန်တော်တို့စိတ်ရဖြစ်တယ်အယူစိတ်နဲ့သူ့ကိုကြည့်နေတာလေအဲ့ဒါနဲ့အဲ့ဒီလူ၈ယောက်ကဆန်းလို့တော့အမေရိကန်မှာရှိတဲ့အရာအယူတွေကိုဘယ်လိုတိုင်းထွာလဲဆိုတဲ့ဒီတတ်မှတ်ချက်ကပြန်ပြောင်းလဲသွားတယ်လူကောင်းလို့တော့အယူလို့တတ်မှတ်ပြီးတော့ထောင်ထဲထည့်ထားလို့လေတော့အဲ့ဒါပြောင်းလဲရတယ်တဲ့ကျွန်မပါပြောချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မတို့လူတရားကိုချစ်ချင်းမြတ်တာနဲ့ကြည့်တယ်ချစ်ချင်းမြတ်တာနဲ့လက်ခံတယ်ဆိုလို့ရှိရင်တော့ဒီလူကတော်တော်ကြည့်လို့အဆင်ပြေတယ်ဟုတ်တယ်လားလက်ခံတဲ့စိတ်နဲ့ကြည့်တာလေလက်မခံတဲ့စိတ်နဲ့ကြည့်ဘယ်လိုကြည့်အဆင်မပြေဘူးဒီလူလိုက်မှလည်းထားတယ်စိုးရင်တော့ပုံတယ်တဲ့အဲ့လိုဖြစ်သွားတယ်ဒါဒီခေတ်မှာတော်လို့အဲ့ဒါချစ်ချင်းမြတ်တာဆိုတာချစ်ချင်းမြတ်တာရှိရမယ်သူများကိုချစ်ရမယ်တအားမချစ်ရင်တော့မှနစ်နာအောင်လုပ်ရမယ်သူများကိုကိုနစ်မြတ်ဘာဖြစ်လဲချစ်ရမယ်ကိုတော်မှနစ်နာမခံနိုင်ဘူးသူများလည်းမခံစေနဲ့နော်ဒီမှာဒီတခင်ကတိုင်တန်းခွင့်ရှိရတာပေမဲ့ကောင်းတာပဲလက်တိုင်နဲ့သူ့ကိုကျူလို့သဘောမထားနဲ့ညီအကိုလို့သဘောထားအဲ့ဒါဆိုလက်ခံနိုင်တယ်တကယ်လို့ဒီဖိလင်မောင်ကကြည့်လိုက်တာဒီအော်နေတဲ့ပြန်လာတာငါပစ္စည်းကိုထားတဲ့တာတခိုးအဲ့လိုစိတ်နဲ့လက်ခံထားနေကြမှာပဲတကယ်တော့အဲ့ဒီပြန်လာတဲ့အဲ့ဒီရဲ့အော်နေတဲ့ကိုဖိလင်မောင်ကအော်သူကမတိလို့လောက်တာပဲနော်ညီအကိုတရားလို့ငါသူ့ကိုခွင့်လွတ်တယ်လက်ခံတယ်ဆိုလို့ရှိရင်ထောင်ကျဆရာမလို့ဘူးလေဒါခွင့်လွတ်ခြင်းပဲလေဒါကြောင့်လို့ချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ခြင်းဆိုတာရှိဖို့လိုတယ်ချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ခြင်းဆိုတာသူများလှုပ်ချင်လို့မလှုပ်ချင်လေဘယ်လိုလုပ်
ကိုပဲလောက်လူအားလုံးကသူများကိုမကြည့်နဲ့ကိုယ့်ခါကိုပဲလောက်ရင်အားလုံးလောက်တာလည်းတူတူပဲဟုတ်လားချစ်ချင်းမြတ်တာဆိုတဲ့စိတ်ကိုမွေးနော်သူများကငါ့ကိုချစ်လို့ငါပြန်ချစ်တယ်အဲ့ဒါအပေးလေးကိုခေါ်လိုက်ချစ်ချင်းမြတ်တာမဟုတ်ဘူးချစ်ချင်းမြတ်တာဆိုတာသူ့ကိုနားလေတယ်ခွင့်လွတ်တယ်အဲကြောင့်ကျွန်မတို့ပြောတယ်အမြဲတမ်းလေ့ကျင့်ရမယ်လို့တအားမချစ်နိုင်ရင်တော့မမုန်းအောင်စကားပြောရင်မြတ်မြတ်တတဖြစ်အောင်ကျွန်မဆိုအငငယ်ငယ်ကခုချစ်အချစ်ရှိတယ်ကျွန်မအမြဲတမ်းပြောတယ်နေကားနဲ့မတဲ့တာပဲတကယ်လို့မဲပေးရမယ့်အခြေအနေကြုံလာလို့ရှိရင်နေကတကယ်တော်တယ်ဆိုတာဒီငါនេះကိုမဲပေးမယ်စိတ်ချကျွန်မကတာမျိုးစိတ်မုန်းလို့မဲမပေးဘူးမုန်းလို့မရှိဘူးသူဟာနဲ့သူခွဲထားပြီးသားအကန့်ကဟုတ်တယ်နော်ကျွန်မတကယ်ချင်းတယောက်ရှိတယ်သူကကျွန်မနဲ့အများနဲ့အရင်ဖြစ်တယ်ဒီလားဒါမဲ့သူတားတော်တယ်ဒီတော့စာအရင်တော်တယ်သူကကျွန်မဖတ်တော်တယ်ကျွန်မသိတယ်သူအရင်ကြောက်လို့လေခဏခဏကျွန်မလည်းအဲ့မကြောက်နဲ့လို့မကြောက်နဲ့ငါကနေရညာလည်းလူပါမှလူစိတ်ကိုဝေစားသူစိတ်ကိုဝေစားတာအဲ့ဒါစိတ်ဝေစားညာဝန်ခံတော့လို့ပါဖြစ်လို့လူ30ကိုလာအုပ်ချုပ်လည်းပညာလည်းတက်လို့ကယူနေတာလည်းမဟုတ်ဘူးတော့သူ့ပြောရတယ်မကြောက်နဲ့ဒီကတော်တယ်ငါသိတယ်လို့တကယ်လို့ပါညာရွေးလို့ဒီကမဲတစ်ခုတစ်ဆောင်လို့အဲ့ဒါလာခဲ့ငါစီငါရေးငါဒီကိုထောက်ခံစာရေးပြီးတယ်ဒီကပေးမယ်လို့ငါတို့ကမတက်တာနင်တော်လာကတော့လာပဲငါသိတယ်လို့မကြောက်နဲ့ပြောတယ်နော်တကယ်ပေးတယ်ကျွန်မကသူ့အတွက်စကားကောင်းပြောမှုတဲ့ဒီကအခွက်စီခုပါကျွန်မတို့ပြောတယ်သူနဲ့ကျွန်မပြောတယ်ဒါပေမဲ့တော်တယ်သူတကယ်တော်တယ်ကြောင်းအောင်ခံလို့ရတယ်လို့ပြောတာလေသူအဲ့လောက်ထိတော်တယ်အဲ့ဒီအခွက်ကအအော်ကကျွန်မဒီတော့ညောင်တအားမတက်ဘူးလေတဲ့မတက်တာလေတော့သူတော်တာဖြစ်တော်တာလေလို့ဒါကမတက်ရင်လည်းဖြေလို့မရတာလို့တကယ်တော်တာလို့နောက်တော့သူတည်သွားတယ်ဖိလေကျွန်မတို့ကငနေကကျန်းစာဖတ်လို့တာလေးတည်တယ်နော်ချစ်ချင်းမြတ်တာဆိုတဲ့အရာကသူများမလုပ်ချင်တယ်ကိုယ်ကမလုပ်ချစ်ချင်းမြတ်တာဆိုတာလောက်ရသေးတယ်ကျွန်မတို့ပြောနေတယ်စ조사ပြီးလုပ်လို့ကပြောတယ်နော်10ခါကြုံရင်ကျွန်မတို့က9ခါကလက်လွတ်လိုက်တစ်ခါတော့ပဲလုပ်ဖြစ်တယ်အကြောင်းလည်းတစ်ခါကိုတည်တည်ချာချာကောင်းကောင်းလုပ်ရမယ်ဒီနေ့ဒီလောကပဲကြီးလိုက် ADA ဆန်တယ်နော်ပြီးရင်အမလေးတခိုးတွေကများဘသူမှဘသူပေါ်မချစ်နိုင်ဘူးကျွန်တော်တရက်ကြည့်ရဟိုလမ်းဘေးမှာအန်တီရောက်ရှိတယ်one day ဆိုင်ကတစီစီလာမှာခဏလေးပဲဟိုမှာမိစတက်အောင်မရက်ဘူးသူကဆေးလာမှာဖုန်းနေတာထိုင်နေလေးတဲ့ဆိုင်ကပါမှာအဲ့ဒီအတက်ငငယ်နဲ့လူနှစ်ယောက်ကသူ့ကိုတွန်းချပြီးဆိုင်ကဆွဲသွားလိုက်တာအဲ့ဒီအောက်မှာပဲအဲ့ဒီဝယ်ရောက်အဝါနာမှာအဲ့ဒီကအော်လိုက်တာရအောင်ငါကျွန်မကြည့်လိုက်ပါဖြစ်လေတော့အိုးသူဆိုင်ကလူထိုင်ရတာအဲ့ဒီအန်ဒီကလမ်းရွာလို့သူတအားတုံသွားတယ်ဒီမှာအဲ့ဒီမေမျိုးကိုမှအကြောင်းကဆရာမကထွက်လာပြီးတော့သူ့ကိုတန်ရှင်းနေလုပ်ပြီးတော့တွန်းချလိုက်တာလေသူကအဲ့ဒီလူမျိုးကတချို့ထက်လက်သွားပြီးဖမ်းလို့လာပြီးဆိုင်ကတော့အောင်ဖြုတ်ရသေးဘူးကြည့်ဒီလိုဖြစ်ဒီလိုအချိန်ပြီးတော့တရားကျွန်မဟိုးပေါ်မှာဟိုနေတော့သွားပြီးမှအဲ့ဒီတက်စင်းသွားကြည့်တော့တချို့လူတွေကကျွန်တော်တတိပေးတယ်ဒီလမ်းတတိထားတယ်တကားတွေပိတ်ထားတယ်ဆိုင်ကလိန်နဲ့လူတခိုးအများကြီးရှိတယ်မသိဘူးလားတဲ့တိတာဘောင်းလို့ဒီမှာဟိုမှာခဏခဏခိုးခံတာခံရတာလို့ဟိုအောင်ပါလဲရှိရတယ်နော်တခါလိုက်ပြီးတော့နဲ့ဟိုမှာညာစီအပေါ်လမ်းမှာဆိုင်ကလူတာဒီလိုဖြစ်မှာချစ်ချင်းနဲ့တောင်ရှိဘူးလူတွေကစီပွားရေးချက်တဲတယ်လေတအားချက်တဲ့အချိန်မှာလူရဲ့အကျင့်စာရိတ္တပြက်ပြားမှုကတအားကြီးကို
ပေါ်လို့တယ်ကဲဒီလိုအချိန်မှာဘယ်လိုချစ်လဲအုံနောက်တော့3ညတော့ပေါ့တချို့ကဒီမှာမေးတယ်နဲ့လိန်နဲ့လူနဲ့တိုးရင်ခံရမှာပဲတဲ့ခံရမှာပေါ့ဒီရှာရှိတာကိုအများကြီးစကားပြောတာကိုလူလိန်နဲ့တော့ဒီယူနေသလားကိုဒီခံရမှာပေါ့ငါတော့မှ20မိနစ်ထိုင်ပြောငါတော့လိန်ခံရမှာလို့လူလိန်ဆိုတာကျွမ်းမိသားစကားဘယ်လိုပြောရမလဲသူသိတယ်လေတကွက်ပြောပြီးနောက်ထပ်တကွက်ဝင်လာအောင်နောက်ထပ်တကွက်ဝင်လာအောင်သိတယ်ကျွန်တော်မပြောနဲ့ကျွန်မကအဲ့ဒီအမျိုးသမီးကြောက်ကျွန်မသားတယ်ဒီဆိုလို့ရှိရင်တော့တခိုးနဲ့တွေ့တိုင်းလိန်ခံရမယ်ဒီကဘာမဟုတ်တဲ့ချစ်ချင်းမြတ်တာလေအရင်များလေလို့အုံနောက်နဲ့စဉ်းစားရမယ့်အချိန်မှာတရားမစဉ်းစားဘူးလို့ရှာရှိတယ်ဘာဖြစ်လို့လူလိန်တွေတခိုးတွေနဲ့ထိုင်ပြီး20မိနစ်လောက်စကားပြောတယ်နေ့မလိန်ခံရဘူးလိန်ခံရတယ်ဒီရှာရှိတာလေလို့ရှာရှိတဲ့အတွက်ကြောင့်လိန်ခံရတာပါတော့မှလူတော်ပါတော့မှနော်လို့ကျွန်တော်ပြောနေတယ်ငါတော့ကြောက်လေလို့ငါစာတင်စားလာတာအနည်း20 30ရှိပြီ20ကျော်ပြီ30ရှိတယ်ကြည့်လိုက်တာဒီလူကငါမနိုင်ဘူးဆိုစကားကိုခွန်းတော့ပြောတာအဖို့ပြောပြီးကိုကတနာလေမရှိတဲ့ဟာတော့ချီးပြီးပေးရတယ်အဲ့လောက်ထိအပြောမခံဘူးကျွန်တော်မရှိဘူးဆိုမရှိဘူးမသိဘူးဆိုရင်မသိဘူးပဲပြီးလေအဲ့ဆိုအလည်းခံရတာဟုတ်တယ်လားဒါကလည်းချစ်ချင်းမြတ်တာနေရာမှာတတိထားရတယ်ချစ်ချင်းမြတ်တာကတအားများတယ်မှန်ကန်တဲ့ဟာကမလုပ်ဘူးမရဘူးအဲ့ဒါချစ်ချင်းမြတ်တာဆိုတာတမန်တရားနဲ့တွားရတယ်အဲ့ဒီတခိုးနဲ့အဲ့ဒီလူလိန်နဲ့ထိုင်ပြီးစကားပြောလိန်ခံရမှာပဲလားခံရမှာချစ်ချင်းမြတ်တာလို့ခေါ်တော့လားလို့ခေါ်တာကကျမတို့သိတယ်လေစကားထိုင်ပြောလိုက်ငကွက်တော့မနိုင်ဘူးဆိုရင်တော့လစ်ပြီခံရတော့မှလေထပ်ပြောရင်ကျမအတော်ဆိုမရဘူးရှာရှိတယ်ထိုင်ပြောဆိုအရင်ကြီးတွေထုတ်ပေးပါညာပါတော့ရောကျမကတစ်ခါပါဘူးလို့အဲ့ဒါတော့အမျိုးစစ်စီမှာပါတာနော်စစ်လုံးလို့ရေတာမရောဘူးအဲ့နဲ့ကျမကတိတာပြီးတခိုးဆိုအကေရဲ့ယူလိုက်ဆိုတာမလွယ်ဘူးတအားစကားပြောနေတအားစကားပြောရင်တညလောက်ထိုင်ပြောရင်အဲ့ဒီချိန်တုန်းကလည်းလည်လန်းလာအဲ့ဒီအတော်ကကျမနဲ့လာအိတ်လာစားတညလာအိတ်သွားလို့အများကြီးပြောဖြစ်သွားတော့တနာလို့ခံလိုက်ရတာကဲဒီဖီလီမောသူကယုံကြည်ခြင်းအရာမှာလည်းကောင်းတယ်။ဒါကြောင့်လို့ပေါ်လူကအဲ့ဒီဂျုံကိုပြန်လက်ခံပါလို့တောင်းဆိုရင်လေသူလက်ခံမယ်လို့တစ်ထစ်ချယုံကြည်လို့ဒီဂျုံကိုပြန်ထည့်တာလေမဟုတ်ဘူးအဲ့လိုမယုံကြည်ဘူးအဲ့ဒီဖိလစ်မောင်ရဲ့အကျင့်စာရိတ္တကိုမသိတဲ့ဒီဂျုံကိုထည့်ရတယ်အဲ့ဒီဂျုံတင်ပါတော့ထွက်ပြေးတာလွတ်တောင်လွတ်သွားပြီဟုတ်လားပြန်ထည့်လိုက်တယ်တေးပါပဲလေဒါပေမဲ့တော့ဒီဖိလစ်မောင်ကငကိုကလေးကကောင်းတဲ့လူလို့ပေါ်လူကသူ့ကိုယုံကြည်လို့ပါယုံကြည်တယ်ဆိုလို့ရှိရင်တမာတရားနဲ့တုံ့တင်တဲ့စကားကိုလက်ခံမယ်ထင်လို့အဲ့ဒီဂျုံကိုဖြစ်တယ်လွတ်ရတာပြီးလို့ရှိရင်ပေါ်လူတုံ့တင်တဲ့တမာတရားကချစ်ချင်းမြတ်တာနဲ့လက်ခံခြင်းပဲလေချစ်ချင်းမြတ်တာနဲ့လက်ခံခြင်းနဲ့မှခွင့်လွှတ်ခြင်းဆိုတာပါတယ်လေအဲ့ဒီဂျုံရဲ့အရှိမရှိတဲ့ဟာအားလုံးမဖြစ်တဲ့ခွင့်လွှတ်ဒီအချိန်သူကိုယာထူးပြောင်းလဲသွားတဲ့လူတယောက်တော့လက်ခံဒါကကျမတို့ယုံကြည်သူခရိယန်တွေရှိရမယ်ပုံစံနော်မလွယ်ဘူးနော်သူများတော့လက်ခံဖို့လွယ်ဘူးနော်မိသားစုတစုမှာတော့မလွယ်ဘူးကြည့်တချို့မိသားစုမှာဆိုတော့ရှိတယ်လေအဲဒီကြောက်ကမလိမ်ပါဘူးအဲ့ဒီလူကအကြောင်းမပြောနေတဲ့မိသားစုတစုလုံးကကျမကြုံဘူးကလေကလေးတယောက်အကြောင်းကိုပဲပြောနေတယ်နောက်တော့ကျမမေးကြည့်တယ်သူတို့ကိုဒီတော့ကတယောက်က40တယောက်က30တယောက်ကအနည်းဆုံး40ရှိ40အနားတွေပဲဘာဖြစ်လို့8နှစ်9နှစ်ကလေးတယောက်ကိုဒါမျိုးပြောနေတယ်ချစ်ချင်းမြတ်တာရှိရင်ဒါပြောစရာလားမ
ဟုတ်တယ်လားရှာရှိတယ်တချို့ကလာနားထောင်တယ်တော့လာမနားထောင်တယ်ဒီအုံနောက်ရှိလာလို့ဒီလိုပြောတယ်ဒီလိုပြောနေတဲ့သူကြားတဲ့စကားကလည်းထိုင်ပြီးနားထောင်ပြီးယူနေသလားကျွန်တော်လည်းခါလေးဆက်လိုက်ရတယ်လူကြီးကတော့မှကလေးအမျိုးအပြင်မကင်းနိုင်တဲ့ကလေးပြောင်းလာမှလက်ခံနိုင်တာကမှဒီနေ့ပြန်တော့ကနော်အကြောင်းလို့ဒီစာဆောင်ကဖိလီမောဩဝါဒစာခပ်ပါခပ်ပြီးလို့ရှိရင်တော့မေတ္တာအကြောင်းတို့ကတော့နားလည်လာမယ်ဒီမေတ္တာဆိုတာကကိုနစ်နာစေပြီးမှခွင့်လွှတ်တဲ့မေတ္တာအရေးဆုံးနစ်နာအနစ်နာခံရတယ်လေတခိုးခိုးခံရတယ်ဟုတ်လားပြီးအဲ့တခိုးကိုဖြစ်တယ်လက်ခံရတယ်ညီအကိုလိုပဲဖြစ်တယ်ဆက်ဆံရတယ်လက်ခံရတယ်သူ့ကိုလက်ခံရုံရမှာကသူ့ရဲ့အဆင့်တန်းကိုတော့ပြောင်းပေးရတယ်နော်တခိုးကလည်းညီအကိုလိုပဲဖြစ်တယ်ဆက်ဆံရမယ်တဲ့ဒါကယေရှုခရစ်တော်ကိုယုံကြည်ပြီးတဲ့လူတိုင်းပြောင်းလဲရမယ်အနေအထားဖြစ်တယ်ဒီဖိလီမောဩဝါဒစာကိုဖတ်ပြီးတော့အမေရိကန်သမ္မတလင်ကုန်းကလူမဲတွေကိုလွတ်လပ်ခွင့်ပေးလိုက်တယ်။နော်ဖတ်မှကပါစစ်ပြီးပြီးနောက်အမေရိကန်မှာလူဖြူလူမဲတွေကအစစ်တမ်းခွဲတယ်။လူဖြူတွေကအစစ်မြင့်တယ်လူမဲတွေကကျုံနော်အဲ့လိုဖြစ်တဲ့အချိန်မှာဒီကသူတို့ရဲ့တောင်ရောက်စစ်တိုက်ရောကနော်အဲ့ချိန်မှာတပရာကဒီဖိလီမောဩဝါဒစာကိုဖတ်တယ်ဖတ်ပြီးတော့ကျွန်းတွေကိုဘာဖြစ်လဲလွတ်ရမယ်အဲ့ဒီစနစ်ငါတို့အမေရိကန်မှာကျင့်သုံးရမယ်ဆိုပြီးမှကျန်းစာမဲကတမတရားသူအုပ်ကပဲဝင်တော့လို့သူကနေရတကလိုက်ပြီးတော့ဟောပြောပွဲတွေလိုက်ပြောတယ်အဲ့ဒီကအစစ်ရှိတဲ့လူအစစ်တန်းရှိတဲ့လူတွေကြားမှာပေါ်ရတယ်လေသူတို့ကကျွန်းမွေးတာပေါ့ကျွန်းအရားဝယ်လောက်တာပေါ့သူတို့ကိုဟောတယ်လေကျွန်းတွေအရားဝယ်မလုပ်နဲ့လူဆိုတာတန်ဖိုးရှိတယ်ဟာလွတ်လပ်ခွင့်ရှိတယ်ဘာညာစစ်တိုက်တယ်ခဏခဏလူဖြူလူမဲ့ကျိုးကိုလွတ်မဲ့လူမလွတ်မဲ့လူနှစ်ဖွဲ့တိုင်းကြတယ်ပြီးတော့ပါနောက်ဆုံးတော့တပရန်လေးကစေပေါ်မှာဒီဖိလီမောဩဝါဒစာဖတ်ပြီးတော့ကျိုးတွေကိုလွတ်ရမယ်လို့ကြော်ညာလိုက်တော့တနက်ပြခိုင်ရတဲ့တိတ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာအမေရိကန်ကသူ့ကိုအောင်းလေးတော့အဖြစ်ကျွန်းတွေကိုပြည့်တယ်တခင်နဲ့သူတန်းသူကြီးသူအခွင့်အရေးပေးလိုက်တာအဲ့ဒီချိန်မှာကျွန်းစနစ်ကဖြစ်တယ်ပပြောင်းသွားတယ်နော်ကျွန်တော်တို့တကဘာလုံးကိုချီပြီးကြည့်ရင်အစ်စ်တန်းခွဲတတ်တယ်လူဖြူလူနဲ့အသားအဝါရောင်ရှိတဲ့လူအာရှသူတွေကအဝါရောင်အမေရိကန်သွားကြည့်လူဖြူတွေကကျွန်းကိုလွတ်ပြီးအစစ်တမ်းအကုန်လုံးသူတွေပြောနေတယ်လူတွေကိုလည်းတော့တိုက်လည်းမခံဘူးအာရှလူလည်းဖြစ်တယ်တိတ်လည်းမခံဘူးပဲအစစ်မြင့်တဲ့လူကတော့အဲ့လိုဖြစ်တယ်ကဲဘာဖြစ်ဒီနေ့ကျွန်တော်တို့ဖီလီမောဩဝါဒစာကနေပြီးတော့ဖြစ်တယ်ချစ်ချင်းမြတ်တာအကြောင်းခွင့်လွှတ်ခြင်းအကြောင်းကျွန်တော်တို့တင်ပြပါမယ်နေ့စဉ်အသက်တာမှာသူများလုပ်ချင်လို့မလုပ်ချင်တဲ့ကိုကလည်းအရေးဆုံးစားလို့ဟုတ်လားကိုယ်ဘေးမှာရှိတဲ့လူတွေအပေါ်မှာချစ်ချင်းမြတ်တာပြတာဒီမှာပြောပြီးချစ်ချင်းမြတ်တာပြတာလေဆိုတာလေအဲ့ဒီလူလိုက်တွေတကိုးတွေနဲ့တွေ့ရဲ့အခန့်ပြီးစကားထိုင်ပြောနေ15မိနစ်ပဲပါတော့မယ်နော်။ဟုတ်တော့ပဲနော်။ကိုလည်းမနေနာအောင်သူများလည်းမနေနာအောင်ဒါကဘုရားခင်ကြိုက်တဲ့အလုံးဖြစ်တယ်။နော်အားလုံးကြိုးစားပြီးလုပ်ပါဒီခုခေတ်ကကြည့်အရင်အေးဆက်လာတဲ့ခေတ်ကိုဖာကိုကြိုးစားပြီးတော့ချစ်ချင်းနဲ့တာရှောင်းလောက်ရမယ်သူများကိုကြည့်နေထိုင်နေတဲ့ဘုရားစီတာကိုဖာကိုကြိုးစားအားလုံးရှိတာပဲလေဟုတ်လားကဲဒီမှာဒီနေ့ဒီလောက်ထိပဲပြောမယ်ကျွန်တော်အဆုံးသတ်မယ်နော်ကျွန်တော်စတာပါမြတ်တာတော်ရှင်ဖကျေးဇူးတော်အားကိုချီးမွမ်းပါတယ်ဒီနေ့တနင်္ဂနွေနေ့မှာကိုတော်ရှင်ရှင်းမောင်းတော်လာရောက်ပြီးတော့ဝတ်ပြုကိုယ်ွယ်ခွင့်ရတယ်ဓမ္မတရားများကိုလေ့လာခွင့်ရတယ်ကိုတော်ရှင်ဒီနေ့ဖိလီမောဩဝါဒစာကနေပြီးတော့ကျွန်တော်တို့ကိုချစ်ချင်းမြတ်တာလက်ခံခြင်းခွင့်လွှတ်ခြင်းအကြောင်းများကိုတွင်တင်သွားတဲ့အတွက်ကြောင့်မို့လို့နေ့စဉ်တက်တာမှာသွားပြီးပြုလုပ်နိုင်ဖို့ရတဲ့ကိုတော်ရှင်ကောင်းကြီးပေးပါဝိညာဉ်တော်အဖြစ်တို့ထိပါနေ့စဉ်တက်တာမှာ
ကိုတော့ချစ်ကိုတော့ဘောကြောင့်ရဲ့အတိုင်းအသက်ရှင်နိုင်တော့တာမီဖြစ်ခွင့်အတွက်လည်းမဆတော့ပါကျွန်တော်တို့စီဝေးပြုတ်သိမ်းတော့ခါကိုတော့ရှင်ကျွန်တော်တို့ကိုဆက်လက်၍ဥဆောင်လက်ပြတော်ပါကဲဒီပါရှင်ဒီနေ့ရှိဒီနာမကိုအမိပြု၍ဆုတောင်းပါရပါဗျာအာမင်